မဲ့အမကတခြား software တွေကိုမလေ့လာပြဘူးလေ့လာပြဆိုတာဒါအဆင်ပြေနေပြီကိုအတွက်အဲ့ဒါလည်းတစ်ခါမှမရှိခဲ့ဘူးပေါ့နော်ပြီးတော့အမတခုခုမသိတာရှိပုံစံနေလိုက်လို့ရှိရင်လည်းတန်းချီပြီးတယ်လေအခါကျတော့အမလည်းတခြား software တွေကိုမမေးပြဘူးဒီ software ကအဆင်ပြေပါတယ်အဲ့ဒါလည်းဒီတစ်ခါမှမတက်ဘူးသေးဘူးအမတော့မော်လျက်စစ်ဒီဇိုင်းရဲ့ပိုင်ရှင်မှာအမနာမည်ရချင်းလေးဤပါအမတို့ကမော်လျက်စစ်စီးဆိုင်ဖြစ်ပါတယ်လျက်စစ်ပစ္စည်းအမျိုးမျိုးပေါ့နော်အဲ့ဒီလက်ကရောင်းတာဖြစ်ပါတယ်အမတို့ရဲ့လုပ်ငန်းလိပ်စာကတော့ဆိုင်တစ်ကတော့ရဲမွန်တောင်မှာရှိပါတယ်9354ကြာ40စီရဲမွန်တောင်မှာအမျိုးမျိုးနဲ့ပေါ့နော်အောက်ဆိုင်နှစ်ကတော့မရချမ်းမြတာစီမှာရှိတယ်လမ်း60 108 100ခုပေါ့နော်အဲ့မှာရှိပါတယ်အဲ့ဒါဆိုင်နှစ်ပါမကြသေးခင်ကမှဖွင့်လာတာပါအမတို့ကကြတော့ဒီအိမ်တွင်းဝါယာနဲ့ပတ်သက်ပြီးတော့အကုန်ရတယ်ပေါ့နော်ဝါယာဆိုရင်Grand Lion ကိုမှ related RRAPC အကုန်စုံရှိပါတယ်ဝါယာကျိုးမျိုးစုံပေါ့ပါဆိုတော့ quality အစုံဈေးစုံပေါ့နော်ဒါတဲ့နောက် breaker ရှိမယ် breaker box ပေါ့အိမ်တွင်းဝါယာနဲ့ပတ်သက်ပြီး LED မီးပြီးနောက် solar spike အကုန်လုံးရောင်းပါတယ်လိုင်းကြီးကျိုး aluminum ကျိုးတွေလည်းရပါတယ်ဟုတ်ဒီမှန်ပြီးတော့အဲ့ဒါ customer တွေစိတ်ကြိုက်ဝန်ဆောင်မှုပေးပါတယ်လို့ဟော2018နှစ်ပုံပိုင်းလောက်မှာပေါ့နော်ဆိုင်ဖွင့်ပြီး6လလောက်ကြာမှကျတော့ဒီလက်ရေးစင်းနေမနိုင်တဲ့ခါကျတော့ဒီကွန်ပျူတာ software တွေနဲ့ဆိုပြီးတော့ဒါ amazing technology နဲ့ပဲမတို့စပြီးတော့ယူခဲ့တာပါဟုတ်ကဲ့အဲ့လိုဆက်စအောင်ဆုံးနဲ့ဒီ site တက်မှာစသုံးခဲ့တယ်ပေါ့နော် version ကတော့မတို့ online ယူထားတယ် version 2ပေါ့နော်အဲဆိုတော့မတို့ကတချို့ customer တွေက credit ပေးရတာဆိုတော့တခြားမလို့လေအဲဆိုင်နှစ်ခွဲတော့လည်းဆက်သွယ်လိုက်တော့ဆိုင်ခွဲကောယူလို့ရလားဆိုတော့ software ရတယ်တဲ့အဲ့တော့ဆိုင်ခွဲနှစ်အနေနဲ့မတို့ဒီ software ရဲ့ခွဲအနေနဲ့ယူပြီးတော့နှစ်ဆိုင်လုံးမှာသုံးပါတယ်ဟုတ်ကဲ့အမတို့က software တွေတော်တော်များ like ချိတ်တယ်ပေါ့နော် like ချိတ်တော့ဒီဥစ္စာ online ပေါ့အဲဒီဖုန်းထဲမှာလည်းသူကမပဲသွားပေါ့နော်အမ key train နဲ့ကြည့်လို့ရတယ်နောက်ပြီးတော့ဒီအယောင်စင်းတွေနေ့စဉ် daily ရောက်စင်းတွေလည်းကြည့်လို့ရတယ် customer တူဦးစင်းရဲ့ item တွေပေါ့နော်အကုန်လုံးလည်းကြည့်လို့ရတယ်ဒီ customer ဆိုလို့ရှိရင်မှဒီလောက်ဝယ်လာစုစုပေါင်းလေးပေါ်တယ်နောက်နှစ်သူလည်းနှစ်ချုပ်ဆိုလည်းလွယ်တကူကြည့်လို့ရတယ် customer တယောက်ရဲ့ရောင်းအားတယ်အဲကြောင့်မို့ဒါကိုမရွေးချယ်ပြင်ဆင်ဖြစ်တာပါဟုတ်မတို့အသုံးမပြုခင်ကကြာမတို့လည်းရေးစင်းနေလေစားနေနဲ့အများကြီးထားတာပေါ့နော်လေစားဆောက်ပြုလည်းအများကြီးဝန်ထမ်းတွေလည်းပြင်ပန်းနေပေါ့ဝယ်သုံးလိုက်တဲ့တကြောင်ဒီထဲမှာဒီဝါယာတစ်ခုဆိုလို့ရှိရင်မှအာပဲဖြစ်ဖြစ်ပေါ့ Grand Lion ပဲဖြစ်ဖြစ်ပိုးမောက်ပဲဖြစ်ဖြစ်သူစိုက်လိုက်ဒီ software ထဲမှာလက်ကျန်ကသူကနှုတ်သွားတော့အရန်ကိုစင်တီတယ်ဒီ computer software သုံးရတာဒီလက်ကျန်ဒီထဲမှာရှင်သေးချာပေါက်ရှိရဲအဲ့လိုမတွေ့ဘူးဆိုရင်တော့မှဒါတနေရမှချောင်းတစ်ခုခုမှရောက်နေရပါနောက်ကျပြန်တွေ့တာပဲအဲ့လိုမျိုးပေါ့အများကြီးကောင်းပါတယ်ဟုတ် software သုံးလိုက်ရတာမကြိုက်ဆုံးကတော့ဒီ customer တယောက်ချင်းရဲ့ဒီရောက်ဝယ်အားတွေပေါ့မတို့ကနှစ်ကုန်ရင်ကြတော့ bonus ပေးရလေအဲ့ဒါ customer တယောက်ဒီနားမှာဒီနှစ်မှာတဲ့ customer ကအများဆုံးအားပေးထားလဲ customer တူနဲ့တူတဲ့အချုပ်တွေလက်နဲ့လိုက်ပေါင်းနေကြမလို့တော့ဘူးပေါ့နော်ဒီလိုက်တာနဲ့သူကာလာရေးလိုက်တယ်နှစ်အစားနေနှစ်ဆုံးဒီလိုက်တာနဲ့ဒါတူတဲ့အမောက်ဒီနှစ်မှာဒီ customer 900ဆို900အဲ့အမောက်ပေါ့အဆင်ပြေပါတယ်အဲ့ဒါကိုကြိုက်ဆုံးပါပဲဟုတ်ဒီ software ကတော့ဆိုင်တိုင်းသုံးရမှာဆိုင်သေးသေးပဲဖြစ်ဖြစ်ကြီးကြီးပဲဖြစ်လက်စစ်ပစ္စည်းဆိုတာလည်းအမျိုးမျိုးအများများတယ်လေအဲဆို wire တစ်ခုမှလည်း site စုံဆိုတော့ wire တယ်မဲ့ဟိုတစ်စိတ်တစ်ခုကင်လိုက်ရင်ဟိုပဲသူက site က20လောက်ရှိတာအခါကျတော့လေရေးစင်းနဲ့တော့ဘယ်လိုမှအဆင်မပြေဘူးကိုဆိုင်သေးသည်ဖြစ်စီကြီးသည်ဖြစ်စီ store ကြည့်နိုင်မယ်မနေ့ရောင်းအားတွေကြည့်နိုင်မယ်ပြီးတော့အမျက်ပေါ့နော်အမျက်လည်းဒီမှာပေါ်တယ်ပေါ့နော်ဒီလိုမျိုးကြည့်နိုင်မယ်နှစ်စဉ်နှစ်ချုပ်ရောင်းအားတွေကြည့်နိုင်မယ်အများကြီးပါအတားချက်တွေကတော့ပြောရမယ်ဆိုတာကိုမှတ်မိသလောက်ပဲပြပြထားတာပေါ့နော်ယူတင်ပါတယ်ဟုတ်ကဲ့ဆော့ဝဲအမဒီဆိုင်ဖွင့်လာတော့မတို့စညာတွေပါနေနဲ့တခြားမန်လေးလက်ညမှာထဲတော့အများကြီးဆက်ကြတာပေါ့နော်ဆော့ဝဲကုမ္ပဏီတွေကအများကြီးဆက်တယ်မှာဆော့ဝဲရှူပြီးသွားပြီဒါပေမဲ့အမကတခြားဆော့ဝဲတွေကိုမလေ့လာပြဘူးလေ့လာပြဆိုတာဒါအဆင်ပြေနေပြီကိုအတွက်အဲ့ဒါလည်းတစ်ခါမှမရှိခဲ့ဘူးပေါ့နော်ပြီးတော့အမတခုခုမသိတာရှိပုံစံနေလိုက်လို့ရှိရင်လည်းတန်းချီပြီးတယ်လေအခါကျတော့အမလည်းတခြား software တွေကိုမမေးပြဘူးဒီ software ကအဆင်ပြေပါတယ်အဲ့ဒါလည်းဒီတစ်ခါမှမတက်ဘူးသေးဘူးဆိုတော့လေကောင်းပါတယ်အဲ့တုန်းကလာတယ်ပေါ့နော်ဒီမှာတေချာလာပြီးတော့ဒီမတို့ကွန်ပျူတာစင်းတွေထည့်ပူတယ်ပေါ့နော်ဝန်ထမ်းတွေပူတာကစင်ပြေပါတယ်တခါချိုးဟာတွေကြတော့
ဖုန်းကွန်တက်နဲ့ပဲလှမ်းပေးလိုက်တာပေါ့အမလူနားမလဲတဲ့ဟာလေးလေလို့ဆိုရင်ပြန်ပြီးတော့နည်းနည်းဆန်ဆန်ချီပေးပါတယ်နောက် Viber group လည်းရှိတယ်လေတချို့ဟာလေးတွေ Viber group တွေကနေလှမ်းပေးလိုက်ရတယ်ဆိုတော့အဆင်ပြေပါတယ်ဟုတ်ကဲ့ဟုတ်ကဲ့ပါမမေးစင်းဒီထက်ကအောင်မြင်ပါစီပေါ့ကိုနဲ့တက်တွဲလာလဲ9နှစ်ကျော်တက်တန်းရှိလာပြီဆိုတော့လေဒီထက်လည်းပို့ပြီးတော့ update တွေမြင်နိုင်ပါစေအဆင်ပြေပါစေဟုတ်ကောင်းပြီပါလေဟုတ်